ကြိုက်ဝေလို့အများကြီးပတ်စံဒီပတ်စံတရချင်းစီတိုင်းမှာကျွန်တော်တို့ရဲ့ကြာရှုံးမှုတွေဝမ်းနည်းမှုတွေစိတ်အားငယ်မှုတွေပြင်းပြတဲ့စိတ်ဆန္ဒတွေလူရဲ့နှိမ်ချမှုတွေကျွန်တော်ရဲ့ကြာရှုံးမှုတွေအောင်မြင်မှုတွေအကုန်လုံးကဒီတရချင်းစီတိုင်းရှိတယ်ဒါပေမဲ့ကျွန်တော်တို့အမြဲဆက်သွားနေရတယ်တခါတလေလူတွေကပင်မကြီးစွာဆိုပင်မကြီးစွာနဲ့လုံးဝမလှုပ်ချင်မကန်ချင်းအဲ့ရတဲ့မှာမထချင်လေမရတဲ့အတွက်လူတိုင်းရဲ့လူအချက်တွေကျွန်တော်ဒီငွေတွေရှားနေရတယ်ဒီငွေတွေဘာမှမဟုတ်တာမန်စက်ကူရတဲ့တွေဘာမှမဟုတ်ဘာမှလည်းတကယ်မသုံးတော့ကျွန်တော်အသက်သက်ရှားနေရတာပတ်စံဒီတရက်ကိုရှားနေရတဲ့ပတ်စံဆိုတဲ့အမောက်ဒီကျွန်တော်တို့သူများတွေအတွက်ဆိုင်ထိုင်းတာတက်မပူတခါဆိုရင်တချို့ဆိုရင်ပေါ့လေဆိုင်ထဲမှာဟိုရှင်းပြောရင်ကောင်မလေးတွေကိုအန်းနဲ့ငွေစင်အောင်မရှိပါဘူးဒီမောက်တာခင်ဗျားတို့တနာနေတဲ့ကျယ်စင်တို့လာမင်းတို့လူတွေကိုရော330ပြီးတဲ့ပေါက်ဖို့တော့မရှိဘူးဒါပေမဲ့ကျွန်တော်တို့ကယောက်ျားဆိုတဲ့မာနာတွေကိုခွာချပြီးကျွန်တော်တို့အန်ကျိတ်တတိစုပ်တစ်ဖက်မှာမျက်နှာလွှဲပြီးတော့မှနေကြရတဲ့ဘဝမျိုးတွေကြုံရလိမ့်မယ်ကျွန်တော်တို့ဘဝနဲ့ရှင်းပြီးတော့ငွေမှာဒီကိုမောင်နှမမိဘတာသမီဆွေမျိုးမိတ်ဆွေအပေါင်းနဲ့နေရာမှမရှိဒီကောင်ပါလာခဲ့ရင်စကားမပြောဘူးဆိုတဲ့စကားသာမပြောရင်တော့ဒါအဟုတ်နေရာတိုင်းမှာသူအရာရောက်အဓိကခင်ဗျားတို့အသေးတန်ရှားနေတဲ့ဒီငွေတွေပဲအဲ့တော့ခင်ဗျားတို့ဆိုရင်အဆက်လို့ချီးပြီနော်ဒီဗီဒီယိုလေးဆုံးကြည့်ဖို့လည်းကျေးဇူးတင်တယ်ကျွန်တော်တို့စီကိုလာရောက်ပြီးဆိုင်ကဝယ်လို့ရတယ်ဆိုတဲ့အကြောင်းအဓိကပြောကြည့်တယ်ဟုတ်ကျွန်တော်ဆိုင်လေးကိုကိုယ်တိုင်ကလာရောက်ဝယ်ခြင်းနဲ့ဆိုရင်ကျွန်တော်ဆိုင်လေးလေးမန္တလေးဒေသကြီးစင်ကိုင်းပြည်နယ်ပလင်းမြို့ကိုကြားနေမှာရှိပါတယ်ဆိုင်ရနော်ကိုယ်တိုင်ကလည်းလာရောက်ဝယ်လို့ရပါတယ်အနည်းဆုံးတော့တောက်ရင်အေးတောက်ရင်စကားပြောလို့ရပါတယ်ချင်းအများကြီးတင်ပါတယ်ကျွန်တော်တို့ကောင်းမြတ်ပါ